ဂုံမောက်သောဝက်ကလေးဖိုးတာတစ်ခါကတာယာလှပတဲ့ခြံကျဲကြီးတစ်ခုထဲမှာဖိုးတာလို့ခေါ်တဲ့ဝက်ကလေးတစ်ကောင်ရှိတယ်ဖိုးတာဟာတခြားဝက်တွေနဲ့မတူပဲသူ့ကိုယ်သူအမြဲတမ်းရှင်းနေအောင်ထားတတ်တယ်လို့သူ့ရဲ့ပန်းရောင်အသားရည်ဟာကဘာပေါ်မှာအလှဆုံးလို့ယုံကြည်နေတယ်ဖိုးတာဟာနေတိုင်းရေကန်နားကိုသွားပြီးသူ့ရုပ်ရည်ကိုကြည့်ကကျေနပ်နေတတ်တယ်ခြံထဲကတခြားတိရစ္ဆာန်တွေကိုလည်းသူကအမြဲနှိမ်တက်သေးတယ်နွားမကြီးကိုအန်တီနွားမကြီးကဗိုက်ကြီးရွယ်ပြီးအရေကုန်တွေကလည်းအကွက်လိုက်တွေနဲ့ကြည်ရဆိုးလိုက်တာလို့ပြောတယ်ဘဲလေးတွေကိုနင်တို့ကလမ်းလျှောက်ရင်ဖင်တုံတုံနဲ့ရုပ်ဆိုးလိုက်တာငါ့လိုတင့်တင့်နေတယ်မရှိဘူးလို့လှောင်နေဘသူနဲ့မှလည်းမကစားဘူးငါရဲ့ပန်းရောင်သားလေးတွေပေးကုန်မဲ့ဆိုပြီးအမျက်ဖက်ကျင်နေခဲ့တယ်တနေ့မှာတော့ခြံထဲကိုကွက်တွင်းတွေအများကြီးဖြစ်စေတဲ့မိုးတဲထန်စွာရွာသွန်းခဲ့တယ်ဖိုးတာဟာသူ့အလှကိုကြည့်ဖို့ရေကန်နားသွားမှချော်လဲပြီးနက်လာတဲ့ကွက်ချင်းကြီးတဲ့ကိုကျသွားပါလေရောဖိုးတာကွက်တွေကြားမှာရုံးလီလီပိုနစ်လီလီဖြစ်နေခဲ့တယ်ကဲကြပါဦးလို့သူ့အိုပေမဲ့သူအရင်ကနှိမ်ခဲ့တဲ့တိရစ္ဆာန်တွေကသူ့ကိုကူညီပါမလားဆိုပြီးသူအရန်ကြောက်နေခဲ့တယ်ဒါပေမဲ့သူလောင်ပြောင်ခဲ့တဲ့နွားမကြီးနဲ့ဘဲလေးတွေဟာအတန်ကြားတာနဲ့ချက်ချင်းပြေးလာကြတယ်နွားမကြီးကသူ့ရဲ့တန်မာတဲ့ဥချိုနဲ့ဖိုးတာကိုမတင်ပေးပြီးဘဲလေးတွေကလည်းဝိုင်းကူကြတယ်ဘွက်ထဲကနေပြန်တက်လာတဲ့အခါဖိုးတာရဲ့တကိုယ်လုံးပွက်တွေပေးကြံပြီးသူ့ရုပ်အဆိုးဆုံးလို့ထင်ခဲ့တဲ့ပုံစံမျိုးဖြစ်သွားခဲ့တယ်ဒါပေမဲ့သူ့ကိုကူညီခဲ့တဲ့တိရစ္ဆာန်တွေရဲ့စိတ်ထားကတော့ဘာနဲ့မှမလဲနိုင်အောင်လှပနေတာကိုသူသတိထားမိသွားတယ်ရုပ်ရည်အလှပဆိုတာခဏတာပဲဖြစ်ပြီးစိတ်ထားကောင်းမွန်ခြင်းကသာထာဝရလှပတဲ့အရာဖြစ်တယ်ကိုယုံကြည်မှုရှိတာကောင်းပေမဲ့တခြားသူတွေကိုနှိမ်ချဆက်ဆံတာဟာမိုက်မဲရယောက်ျောင်းဒီပုံမြင်လေးကသတိပေးနေပါတယ်